ကုသိုလ်ပွားရတယ်ကုသိုလ်လည်းပွားရတယ်ပစ္စည်းဥစ္စာရှာပြီးတော့ပစ္စည်းဥစ္စာရှာနေရုံနဲ့လည်းဘဝရဲ့အချင်းတွေကိုမကုန်စီနဲ့တစ်ဖက်ကလည်းပါတော့ကုသိုလ်လည်းပွားရတယ်တဲ့ကုသိုလ်လည်းပွားရတယ်ဥစ္စာရှာပြီးတော့မှဥစ္စာရှာရုံတက်တဲ့ကုသိုလ်မပွားဘူးဆိုရင်မြတ်စွာဘုရားကအဲ့ဒီပုဂ္ဂိုလ်မျိုးကိုမျက်လုံးတစ်ဖက်ပဲမြင်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုတယ်မျက်လုံးကလည်းပဲမြင်တယ်တစ်ဖက်ပဲမြင်တဲ့ပုဂ္ဂိုလ်ပါဗျာဘုရားကသူယောဂီများမှာမျက်လုံးကလုံးရှိနှလုံးပါဗျာနှလုံးရှိတယ်မျက်လုံးတစ်လုံးပိတ်ပြီးတော့မှကြည့်လိုက်အမြင်ကျဲလားကျဲပါဦးဗျာဘယ်လုံးစာပဲမြင်ရတယ်တလုံးစာပဲမြင်ရပါတယ်ဗျာဇောနကဥစ္စာသာရှာပြီးတော့မှကုသိုလ်ပွားမထားဘူးဆိုလို့ရှိရင်မျက်လုံးတစ်ဖက်ပဲမြင်တဲ့ဒီလိုပဲဒီဘဝအတွက်တော့သူ့မှာချမ်းသာတယ်ကုသိုလ်ကောင်းမှုထောက်တည်ရမရှိတဲ့အခါကျတော့ဘုန်းတို့ဘဝဆိုတာတဘဝနဲ့ပြီးသွားတယ်နော်ပြီးပါဦးဗျာဒီဒေတာတွေမကုန်ခန်းသေးသမျှတန်ခါမှာဘာလို့အောင်ကျင်းလေရအောင်ပါအဲ့လိုကျင်းလေတဲ့အခါကျတော့ကုသိုလ်ကောင်းမှုများများရှိပြီးတော့ကျင့်လေရတာနဲ့ကုသိုလ်ကောင်းမှုဘာမှမရှိဘဲနဲ့ကျင့်လေရတာနဲ့တွေ့ရတာတူပါဦးဗျာကုသိုလ်ပွားရင်ချမ်းသာတယ်တဲ့ကုသိုလ်နည်းရင်ဆင်းရဲတယ်ကုသိုလ်ပွားရင်ချမ်းသာတယ်ကုသိုလ်နည်းရင်ဆင်းရဲပါတယ်ဗျာဒါကြောင့်မြတ်စွာဘုရားကကုသလဘိက္ခဝေပါဝိဇာကုသိုလ်ကိုများများပွားရနိုင်တယ်များပွားတယ်။ဘာကိုများများပွားရလဲ။ကုသိုလ်များများပွားမှာပါဗျာ။များများပွားရမှာဆိုတော့ကုသိုလ်ဆိုတာတို့တရားကြီးတွေဓမ္မကြီးတွေယောဂီတွေနားလည်ပြီးတာပဲ။ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ်အချင်းချင်းတော့ဒီသုံးမျိုးပဲရှိရတယ်။ဒါနကုသိုလ်ငါရဲ့ဘဝနေ့ရက်ကုံဆုံးသွားတယ်ငါဒီကနေ့ဘာဒါနကုသိုလ်လေးလုပ်ချက်တယ်စဉ်းစားဖို့လိုလားမလိုလားလိုပါတယ်ဗျာဟောဘဝရဲ့နေ့ရက်တွေကုံဆုံးသွားပြီငါဒီတော့ဥပုသ်ဆောင်ဖြစ်ရတာဒါနဲ့မှရောငါဘာသီလလေးတွေဉာဏ်ကျိုးပေါက်သွားသေးတယ်သုံးသပ်ဖို့စင်ကြံဖို့မလိုလားလိုပါတယ်ဗျာဘာဝနာကုသိုလ်လေးငါမှာဘာမှရှိတယ်စဉ်းစားဖို့လိုလားမလိုလားလိုပါတယ်ဗျာဒါနကုသိုလ်ကြည့်လိုက်တဲ့အခါမှာရှင်ဘုရားတပည့်တော်တို့ကစီဝါရေးနဲ့လုပ်နေရတယ်ဝိသားစုရေးတွေနဲ့လုပ်နေရတယ်အမြဲတမ်းအတူတန်းကြီးကိုဘယ်လိုလုပ်နိုင်မှာတော့လို့တွေးစရာရှိတယ်တို့တရားကြီးတော်မိုင်းများရဲ့နေနေမှာဘုရားရှင်ရှိလားမရှိလားရှိပါတယ်ဗျာဘုရားရှင်မှာဘုရားပန်းလေးတွေကလမကဘူးလားကပ်ပါတယ်ဗျာအဲ့ဒီဘုရားပန်းကပ်ပြီးတော့ထူတာဘာကုသိုလ်လဲဒါနာကုသိုလ်ပါဗျာအဲ့ဒါဘုရားကိုတော့တော်ရည်ဒီကလမကဘူးလားကပ်ပါတယ်ဗျာဘာကုသိုလ်လဲဒါနာကုသိုလ်အဲ့လိုကပ်တဲ့အခါမှာဟောငါဘုရားကိုဒါဒီပန်းလေးတွေယူလိုက်ရပြီပဲဘုရားကိုတော့တော်ရည်ဒီကဟောငါမှာဒီဒါနာကုသိုလ်လေးရှိတာပဲလို့အ ਨੇ ဆုံးစင်ကြင်လို့ရလားမရဘူးလားရပါတယ်ဗျာစင်ကြင်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့အဲ့ဒီလူလိုက်တဲ့အချိန်မှာငါမှသူတဲ့တတ်တာလည်းမရှိဘူးသူတော်ဘာဥစ္စာကိုယ်တာလည်းမရှိဘူးသူတော်ဘာသားများမြမတာလည်းမရှိဘူးနေညာပြောတာလည်းမရှိဘူးမူရဲ့ဒေသတောက်စားထားတာလည်းမရှိဘူးလို့အဲ့ဒီအရာတွေကိုရှောင်ကျင်ပြီးတိုင်းရှောင်ကျင်ပြီးတိုင်းမှာကိုယ့်ရဲ့သီလကုသိုလ်ကိုဆင်ခြင်လို့ရလားမရဘူးလားရပါတယ်ဗျာဒါနကုသိုလ်နေ့တိုင်းဆင်ခြင်ပြီးအောင်သီလကုသိုလ်နေ့တိုင်းဆင်ခြင်ပြီးအောင်ဘာဝနာကုသိုလ်နေ့တိုင်းဆင်ခြင်ပြီးအောင်ဒါနဲ့ဘာဝနာကုသိုလ်ဘယ်လိုဆင်ခြင်မလဲသောနာကဘုရားမလေးကလာမကဘူးလားကပ်ပါတယ်ဗျာဘုရားမလေးပါဘုရားမလေးဟာတို့ယောဂီကက္ခာစမှာတော့ဘုရားမလေးဟာဘာဖြစ်လမ်းနေပါတယ်ဗျာကြည့်လိုက်လို့ရှိရင်လမ်းဆန်းပြီးတော့စိတ်ထဲမှာကြည်နူးစရာလေးပေါ့ဟောနေ့တော့ကြာတဲ့အခါကျဒီဘုရားမလေးဘာဖြစ်လာလဲညိုးသွားပါတယ်ဗျာတမဗျာမြဲလို့လားမမြဲလို့လားမြဲလို့ပါဗျာ
မြဲတယ်ဆိုရင်အမြဲတမ်းလမ်းဆန်းတယ်မှာပေါ့ တင်ပါဗျာ တို့တရားကြီးတော်မကြီးရဲ့ခန္ဓာကိုယ်လေးပြန်သုံးသပ်ရအောင်။အော်ဒီတော့ကဘုရားဘာကြီးလမ်းဆန်းတယ်လို့အော်တို့ငယ်တော့ကစနာဆက်တော့20 30ဒီပေတော့ကတော့ငါတို့ရဲ့ခန္ဓာကိုယ်ကလမ်းဆန်းဆန်းတက်တက်ကြွကြွနဲ့လိုတဲ့နေရာကိုလို့သွားလို့ရတာပဲ။ခုကြတက်လို့ရသေးရဲ့လား မရပါဘူးဗျာ ။ဘာဖြစ်လာတာ။နွမ်း ဝဲလာတာ ဘုရားဘာကြီးနွမ်းလာလို့ပဲတို့တရားကြီးတော်မကြီးရဲ့ခန္ဓာကိုယ်ကဘာဖြစ်လာ ဝဲလာပါတယ်ဗျာ ဟုတ်လား တင်ပါဗျာဟုတ်ပါတယ် ။ ဗျာ ဩဆန္ဒကဘုရားဘာကြီးတပတ်တော့ကြာတဲ့အခါသုံးပုံနှစ်ပတ်တော့ကြာတဲ့အခါကျတော့ဘာဖြစ်သွားတော့ညှိုးသွားတာ၆ကပ်သွားတာ၆ကပ်သွားတဲ့အခါကျတော့အဲ့ဒီဘုရားရှင်ကိုတင်ထားစီရလား တင်တော့ပါဘူးဗျာ ။အိုးဘယ်လိုမှတဲ့ မိုက်ပုံနဲ့ထည့်ပါတယ်ဗျာ အဲ့တော့ဘုန်းကြီးရဲ့ဒီဘဝခန္ဓာကိုယ်ကြီးဆိုတာလည်းတစ်ချိန်ကြီးရပါတော့မလို့သေသွားကြရမှာသေပြီးလို့ရှိရင်ဒီလောင်းကောင်ကိုအိမ်မှာတိုင်းထားရလား ထားပါဘူးဗျာ သေကိုဆွမ်းသေခြင်းကိုဆွမ်းရတာတော့ပြီးတော့နားလေရလား နားလဲပါတယ်ဗျာ တွေးနိုင်တယ်ဆိုလို့ရှိရင်ဘာကုသိုလ်ရ ဘာဝနာကုသိုလ်ပါဗျာ ဒါကြောင့်မလို့ဘုံဘုံတို့ဒီတို့ယောဂီတွေအားလုံးဘဝရဲ့နေ့စဉ်နေ့တိုင်းမှာကမဟောဒီဒါနကုသိုလ်တွေတော့ရှိတာပဲလို့ဆင်ခြင်ပြီးအောင်ဘောကမှာဒီသီလကုသိုလ်တွေတော့ရှိတာပဲလို့ဆင်ခြင်ပြီးအောင်ဘောကမှာဒီဘာဝနာကုသိုလ်တွေတော့ရှိတာပဲလို့ဆင်ခြင်ပြီးအောင်ကုသိုလ်ကိုပွားဖို့လိုလားမလိုလား လိုပါတယ်ဗျာ ကုသိုလ်ကိုပွားဆိုအဲ့အောင်ပြောတယ်နောက်တစ်ချက်ကျတော့တို့တရားကြီးပြောင်းလိုက်တယ်ဘသူပဲဖြစ်ဖြစ်ဆန္ဒကအသိဉာဏ်သဘောတရားကြီးကိုရင်ဆိုင်ရပြီပထမဆုံးတစ်ပြောင်းဘုန်းကြီးပြန်တော့ပြန်မလား မှန်ပါတယ်ဗျာ တစ်ပြောင်းပြီးတဲ့ခါကျတော့ပါ တရဏဂုံကြီး အဲ့ဒီတေဃာကြမှာသူများကလုံပေးလို့ရတဲ့ကုသိုလ်နဲ့မသိရင်ကလေးကကိုယ်ကိုယ်တိုင်ထုတ်ပြီးတော့သွားတဲ့ကုသိုလ်နဲ့ဘရာကပူသေးကြတော့ ကိုယ်တိုင်လောက်တာပူသေးစားပါတယ်ဗျာ ကိုယ်ကိုယ်တိုင်ထုတ်သွားတဲ့ကိုယ်ကိုယ်တိုင်လုပ်သွားတဲ့ကုသိုလ်ကပူသေးကြတာနားလေလား တင်ပါဗျာ ဒါကြောင့်တို့တရားကြီးတရားမိုင်းများဘဝရဲ့နေ့စဉ်နေ့တိုင်းမှာဘုဒ္ဓံတရဏံ ဣစာ